တခါတစ်ခေါက်ရင်မို့လာရောက်လို့လေစေချင်တာအချမ်းသာယာတောင်းတနဲ့ဤရွာလေးငယ်ပါဖယားသေးဒီပထိုးများနဲ့အလူတန်းတွေလဲပေါ်ပြီးတာတောင်းတော်ရွှေပုတ်ပါနဲ့12မိုင်ကွာဝေးဤရွာလေးငယ်ပါတခါတစ်ခေါက်ရင်မို့လာရောက်လို့လေစေချင်တာအေးချမ်းသာယာတောင်းတနဲ့ဤရွာလေးပါဖယားသေးဒီပထိုးများနဲ့အလူတန်းတွေလဲပေါ်ပြီးတာတောင်းတော်ရွှေပုတ်ပါနဲ့12မိုင်ကွာဝေးဤရွာလေးပါရွာဦးကကြောင်းကြီးမှာဗဒ္ဒနာနန္ဒဝန္တအရှင်မြတ်ဆရာတရင်တုံနေတာအောင်စုပန်စီရီမဟာကျင်းညိုမဆုံးနိုင်ပါရွာတောင်ဘက်ကကုန်းတော်မှာကိုတော်ပြင်းကြီးကကြောသုံးစုတန်းတီထားလို့တာဖယားလေးအရွယ်ငယ်ငယ်ငယ်သားငယ်ကဲဆဲခဲ့ပြီတာရွာတောင်ပဲမြေဆိုင်တောင်ဖယားတောင်ရဲ့ပါအေးရွာရဲ့မြောက်ဖက်တောင်သားမြို့ပါရွာတောင်ပဲမြေဆိုင်တောင်ဖယားတောင်ရဲ့ပါအေးရွာရဲ့မြောက်ဖက်တောင်သားမြို့ပါရွာအဝင်မှာဦးမြင့်ဆွေမိသားစုကရွှေစေရီငွေစေရီကောင်းမှုပြုလေတာပဲပြောင်းနှံနဲ့စပားမြေပဲဝါလျက်စီမီရဲ့ထိတ်ထိတ်သာလာလေပါအေးရွာထနောင်းမိနန်းကစောင်းခါကျူနေမှာမန္တလေးတိုင်းဒေသကြီးတောင်သာမြို့နယ်အေးရွာကြီးရွာလေးကတော့ရွာဦးကျောင်းစင်ရတော့ဗဒ္ဒနာနန္ဒဝတရဲ့စုံမဩဝါဒတွေနဲ့အတူတရွာလုံးကလည်းရင်ချင်းလိမ်မာတိမ်မွေးကြပါတယ်ဖယားတိုင်းကဦးမြင့်စင်မိသားစုကလည်းရွှေသေးရီငွေသေးရီနဲ့ဖယားဆုံးဖူးမြော်ရန်လာရောက်ကြဖို့ထနောင်းပင်ရိပ်မှာစောင့်မျော်လို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ